လုံးပဲမင်္ဂလာပါရှင် Thank you ဖေလူဝါဒီနေ့ကတော့ကျွန်မဘာချက်မှာလဲဆိုတော့ဒီနေ့ကတော့ပစွန်ကြောက်ငပိကြော်ပစွန်ကြောက်ငပိကြော်ဆိုတာပစွန်တေးသေးလေးတွေကြိုက်ထားတယ်နော်ပြီးလို့ရှိရင်ကျွန်မပစွန်အကြီးလဲပါပါတယ်ရှင်ပစွန်တွေအရန်ဈေးကြီးလို့ပေါ့နော်ကိုပတ်ဆိုင်နဲ့ကိုဝယ်ပြီးတော့ရှုံးခန့်ပြီးတော့သူတို့ကိုလောက်ကျွေးတာပေါ့နော်အဲ့လိုမျိုးပါရှင်ဒါချက်တော်ဖြူပါဒါချက်တော်ပါအဲ့ပစွန်ကြောက်ကြော်မယ်ပစွန်ကြောက်ငပိချက်လောက်မယ်ရှင်ခဏလေးစဒါအစကြော်နေပြီနော်ချစ်တဲ့တို့ရေဒါအနှစ်ဖြစ်ဖို့ချက်သွန်လေးနည်းနည်းကြိတ်ပြီးတော့ထည့်လိုက်ပါတယ်ရှင်ဒါကတော့ငရုတ်တီကိုလှထုံးငရုတ်တီနော်ထည့်လိုက်ပါတယ်ရှင်ငပိကြော်ကငပြရေကြော်ကလေတိုက်ပြီးမဆက်ဘူးဆိုတော့လေဒီငရုတ်တီနဲ့ပဲတောင်းလိုက်ပါတယ်ရှင်နော်ဒါအစီအရင်တက်ပါတယ်စီတက်တဲ့ချိန်မှာဟင်းမွေးမဆလာတစ်ထောက်ထည့်လိုက်ပါတယ်ရှင်မွေးရကဲချက်သွန်ထည့်လိုက်ပါပြီရှင်ချက်သွန်ဖြူဒီမှာအကောင်လုံးထည့်လိုက်ပြီရှင်နောက်ပြီးတော့ဟိုပစွန်ကြိုက်ထားတဲ့အောက်စာထည့်မယ်နော်ဒါလေးကပစွန်ကြိုက်ထားတဲ့အောက်စာပါနော်ဒါ2ကီလိုပါဒါပစွန်ကြိုက်ထားတဲ့အောက်စာထည့်လိုက်ပါပြီရှင်ဒါလေးကအရင်မှွေမယ်ဒီမှာနော်ကျမသားနဲ့ကျမကြော်နေပါတယ်ရှင်ဖေလိုကဝိုင်းမှွေပေးနေတာပေါ့နော်ရေနဲ့ထည့်လိုက်ဖေလိုကဒီမှာလည်းထည့်လိုက်ဒီမှာနော်သူက66လေးယူမယ်ဆိုတော့ရေနဲ့ပဲထည့်ရတယ်နော်66လေးယူမယ်နော်အရန်စားကောင်းတဲ့ပုံစံမျိုးသူများရောင်းနေတဲ့ပုံစံမျိုးကျမလောက်ပေးတာပေါ့နော်ဒါငပိရေချက်ဒါငအစားပလာတွေမထည့်ရသေးပစွန်ကငံနေမှာကြောက်လို့လေဒါလေးကစက်သားမောက်ဒါလေးကတော့ဟာရီကတ်တိုဟင်းချုံမောက်ပါရှင်ဒါလေးကငံပြရေးပါရှင်ဒါလေးကတော့ပစွန်ကြောက်လေးပါပစွန်ကြောက်လဲဒီတိုင်းထည့်လိုက်ပါတယ်ရှင်ဒါကိုပတ်စံနဲ့ကိုဝယ်ထားနော်စပုတ်မရှိနဲ့ရှင်းမှာကျမတို့ခက်ချေပဲစားချင်လို့ရှင်ကိုပတ်စံနဲ့ကိုဝယ်စားချပလိုက်တာနော်ကဲမြှွေလိုက်မယ်ရှင်ဖေလူဝါရေဒါစီရနောက်ထပ်ပြန်မှတ်ရမှာနော်မီအေးလေးနဲ့ကြော်ရမယ်မီကျန်းနဲ့မရအောင်တူးသွားမယ်အနက်ရရင်စင်မပြေဘူးကျမသားလေးဖေလူဝါလေးကြော်ပေးနေပါတယ်ရှင်ကဲနောက်ဆက်လိုက်ပါအောင်ရှင်ဖေလူဝါရေငံပြရေချက်လာစားပါလို့ဖိတ်ခေါ်လိုက်ပါအောင်မနော်ကျမသားလေးကြော်ပေးနေတယ်ကျမချွေးတစ်ပေါင်းဖောင်းနဲ့ကျမတေတော့မယ်ဒီမှာနော်ချစ်တဲ့တို့ရေခဏလေးထားမယ်ရှင်စီပြန်လာမယ်အဲ့ဒါကြမှာရမယ်ရှင်ဖေလူဝါအဲ့ဒါပါတော့ဗါလေပစုံငပြရေပြီးကြော်လေငါပေးစမ်းခိုင်းတာလားဟုတ်ကဲ့ဒီကြီးချစ်ခိုင်းအရသာဘာမှပြောစရာမလိုဘူးတခါတည်းငါတို့အချင်းမထည့်ဘူးလေဒီလိုမျိုးပဲโอเคဒါမီးတင်လိုက်ပြီနော်မီးတင်လို့ရှိရင်ကိုကပြစ်ထားလို့မရဘူးကြော်ရမယ်ကိုက66ယူမယ်ဆိုတော့မင်းကျန်းမချခင်မှာကိုကမီးကျန်းနဲ့ကြော်ရမယ်ဘာဖြစ်လဲဆိုတော့ तू က6ရအောင်ကျမတို့က66ယူမယ်နော်ကျမပုံစံမျိုးပါ6မပုံစံပေါ့ဟဲ့6မကြော်တယ်ဆိုတော့မဟုတ်ဘူးဒါဖေလူကကြော်နေတယ်မှားသွားတယ်ကျမသားလေးမကြည့်လိုက်ပါဦးဟဲ့ကောင်မငါ့အမြဲတမ်းကောက်ရုပ်ပုံနဲ့ခေါ်နေရအင်္ဂလိပ်လိုဘလို့ပြောစမ်းကောက်ရိုးပုံလားကောက်ရိုးပုံအင်္ဂလိပ်လိုမျိုးဝတ္တနာလမ်းပေါကောက်အောက်ကမြင်ရိုးကောက်ရိုးပုံအောက်ကမြင်ပုံကောက်ရိုးပုံအဲ့ဒါအင်္ဂလိပ်လိုမျိုးခေါ်တာအဲ့လိုလားဟုတ်ကဲ့ပြန်မသိမှတ်ထားဒီနေ့နေအောင်မေးလို့ရှိရင်ပြောပြရအောင်ပြန်ပေါင်းပြပါဦးပေါင်းနေမတတ်တော့တာကဲပြီးဆုံးသွားပါပြီရှင်ဒါဟင်းမွေးမဆလာနောက်တစ်ထောက်ကိုပြန်အောက်လိုက်ပါရရှင်ကဲငပိရေချက်နော်ပစုံငပိရေချက်ပြီးဆုံးသွားပါပြီရှင်တတိများကိုကြော်ညာလိုက်ပါရရှင်လာစားဖို့လဲဖိတ်ခေါ်ပါရရှင်ကဲဖေလူကအိုးမာမဲ့ရှင်ဒီမှာကြည့်ကြပါဦးရှင်ဒီမှာပါနော်ငပိငံပြရေချက်ကဲဖေလူကရေဖိတ်ခေါ်လိုက်ပါဦးရှင်အားလုံးလာစားကြဖိတ်ခေါ်ပါလေဗျာပစုံငပြရေချက်တွေပါနော်
သူများတွေဖေလူဝကိုတဲ့ဗီဒီယိုထဲမှာမတွေ့လို့ပမာပြီးပြန်သွားပြီလားလို့မေးနေကြတယ်အဲ့ဒါဘာပြောချင်လဲ အောင်ပြောကြအခုမအားလို့ပါ အေးအလောက်ကများတယ်လေမအားလို့ပါရှင်အမြဲတမ်းဗီဒီယိုထဲမှာပါနေတာမဟုတ်ပါဘူးရှင်ဘာဖြစ်လဲဆိုတော့ကျမကဆိုင်ပေါင်းများတယ်ဆိုတော့ဟိုဆိုင်တော့လိုက်ဒီဆိုင်တော့လိုက်ဒီဆိုင်ရောက်မှဗီဒီယိုရိုက်ပြီးတော့ဖေလူကပါဟဲ့ဖေလူကပို့ပြီးချောလာတယ်နော်ပါတီတုံးနေလည်းမသိစိတ်ညစ်လိုက်တာချစ်တော်ရဲ့ဒီဆောင်သွားပါပြီရှင်ဒီမှာကန်ပြရင်ချက်ပါရန်ကနော်ကျမတို့ရွာမှာဆိုတော့သူများလိုမျိုးမလောက်ဘူးပေါ့နော်ကျမတို့ရွာလည်းရွာပေါင်းစံမျိုးကျမလောက်သေးတယ်ကျမစားထဲလာတဲ့ပေါင်းစံသားကိုကျမလောက်သေးတယ်ဒါငံပြရင်ချက်ပါကျမရွာမှာဆိုရင်ကျမအိမ်မှာဆိုဒီလိုမျိုးကြော်ပါတယ်နော်အညာစပယ်ရှယ်ကားတယ်ဒါပစုံကကြိတ်ထားပြီးတော့လောက်ထားပါလေရှင်နော်ပစုံအလုံးနဲ့ထည့်ထားတယ်လို့ပစုံလည်းကြိတ်ထားပါလေရှင်လာစားဖို့ပဲခေါ်ပါလေ sir